ရှင်ဒါကြီးအဲ့လောက်ငင်းနေရပဲ ဘာမှမဟုတ်ပါဘူးဟာចောင်းစတက်တဲ့နေ့ဆိုတော့အဲ့လိုမတွေ့ဘူးတဲ့ဟာလေးလိုက်ငင်းနေတာ ဟောဟုတ်လို့လားငင်းเจ้าငါမသိခက်ဘူးသူတော့လိုက်ငင်းနေတာမ မဟုတ်ပါဘူးနဲ့လေ ဟောသူကလေငါတို့မိသားရဲ့ကင်းတော့ဘူးမကင်းဟဲ့ အဲ့ဆိုငါတို့တခါနဲ့ပဲပေါ့ ဟုတ်ပါတခါနဲ့မလီနေသူ့တော့တိုက်မှမထင်နဲ့နော်အကောင်ကပွေးအရန်ရှုပ်တာ မကြိုက်ပါဘူးညလည်းကြိုက်ကြတယ်ယောက်ျားလေးကြီး သူငင်းเจ้าငါမသိခက်ဘူးလား ဒါရီရှင်းပြတာမ ညလည်းအဲ့ပုတ်ကကြစိုင်းနေရအခန်းသုံးလေဟာနေရလဲ အနာလေးနားမလည်ဘူးဖြစ်နေဒီနေ့လည်းတော့ရောက်တော့ရှင်းပြ ရှင်းပြပဲမင်းမတခြားမလိုက်မကြည့်ရဘူးအောင်လေး အော်ခွန် တို့လေဒီဝိုင်းမှာခဏလောက်ထိုင်လို့ရလားဟိုဘက်ဝိုင်းတန်နေရာတွေပြည့်နေလို့လေ အော်ရပါတယ်လာထိုင်လေ ရတယ်တဲ့ကိုကြီးထိုင်တဲ့အော်အောင်လေး तू ကဘာလုပ်လဲသူ့ကိုငါเจ้าမှာတစ်ခါမှမတွေ့ဘူးပါ အေးဟုတ်တယ်ဟာသူကမနေ့ကမှရွှေဘွားနေရာတို့အကြောင်းပြောင်းလာတာလေ ဩငါနဲ့မိတ်ဆက်ပေးဦးလေ ဟာမိတ်ဆက်ပေးမှာပေါ့ဒါကငါတငယ်ချင်းတင်ရန်နဲ့ဟာတငယ်ချင်းဒါကငါတငယ်ချင်းခွန်ဟိုဘက်ကတော့သူရတဲ့ငါတို့အကြောင်းရဲ့ okay လေ တွေ့ရဝမ်းတာပါလေဗျ ဟုတ်ကဲ့ ဝမ်းသာလာရဲ့ရှင်အော်ဒါနဲ့အောင်လေး ဟေး တို့နှစ်ယောက်ကလေဒီနေ့เจ้าလိမလို့မြင်လိုက်အောင်မလားပြီးလို့ရှိရင်တော့ထိုင်ရတောက်ပါလေ လိုက်ရှင်တော့ပေါ့တငယ်ချင်းငါတို့ဒီနေ့လိုက်သွားရအောင်ပါသူတို့နဲ့ အေးလေ ညလည်းတင်တန်းစာကြီးပြတ်ကုန်ပါဗောဟာ တရက်တလေလေးနဲ့ဘာမှမဖြစ်ပါဘူးဟာနော် ဟုတ်ပါတယ်ညီရဲ့လိုက်ခဲ့ပါကိုလည်းပါရပဲဟာ နော်တကယ်ကြ ကဲပါလိုက်ခဲ့ပါ ငါလည်းပါနေတာပဲဟာငါတော့အောင်မလို့နော်ရှင်းမယ်ခင်ရှင်းမြင်တော့ရအောင်နော်ဟုတ်လေ9နာရီရိုးနေပြီဟာ9နာရီဆိုငါဆောင်အောင်ပိတ်ပါငါတို့ပြန်အောင်လေ အေးပါခဏလောက်နေတော့ပြန်တော့ပါနော် ဟောလေကိုပေါ်တော့ညတယောက်လည်းပို့ပြပါလား တင်းရငါတို့ကမူးနေပြီဟာနင်ကမတောက်တဲ့လို့ဆိုတော့နင်လိုက်ပို့ပေးလိုက်ပါလားသူ ဟောအေးပါငါလိုက်ပို့လိုက်မယ်လေ အဲ့ဒါခဏတော့ ကိုစီစိုးနေတာဟာဘာလို့မလို့လဲဘာလို့မလို့လဲလေခင်ဗျားကလူပုံများတဲ့ကြာကျွန်တော်မသိချင်အောင်ဆောင်ပြီးဟုတ်ပါဘူးကွာကိုကကြောက်ဒီအကြောင်းတစ်ခုတော့တဟုတ်ကင်းလေအဲ့တော့လူရဲ့အမြင် view ဆိုင်ရတယ်ကွာမသိဘူးဗျာကဲပါဆင်မစွန်နေပါနော်ဒီကိုတကယ်ချစ်တယ်ဆိုလို့ရှိရင်ကိုစားနဲ့တွေ့ကြမယ်လေဒါလေးတခုတော့ဒီကိုနားလည်ပြရမယ်နော်နော်လို့အမှန်အဲ့ဆိုလေအခုတော့လေအရန်လိမ့်ပါတယ်ကိုရဲ့ချစ်သူလေးတော့
ဟုတ်လားလေ ဟောကိုရဒီနေ့လေငါ shopping သွားတဲ့ရှိလို့လေငါနဲ့လိုက်ခဲ့ပေးပါမယ် โอเคလိုက်ခဲ့မယ်လေ အေး ဟာညီတင်းရင်ဘုခါလိုက်သွားလိုက်မယ်နော် ဟုတ်တယ် သူကပဲသွားတာ ဟောမြို့ရဲတဲ့ဟာ အော်နင်းကပြန်နေတွဲနေအောင် ဟာနင်းလည်းမတွဲပါဘူးဟာတွဲကြလား ဟောနင်းငေါ့ညာမနေပါနဲ့ညိုနေရအချိန်တွေကငါထိုင်းဆိုင်နေမှာငါမြင်ပြီးသားနင်းကသူနဲ့မကြိုက်ပါနဲ့လို့ငါပြောထားတယ်ဆိုရင်နင်းသူနဲ့ကြိုက်တောင်ငါ့ကိုမပြောငါအရင်စိတ်ဆိုရနေ ဟာတမန်ကြီးအဲ့လိုတော့မဟုတ်ပါဘူးဟာသူကငါနဲ့သူနဲ့တွဲတာကိုဘယ်သူမှမသိကြချင်ဘူးဆိုင်းနဲ့တွဲမယ်ဆိုလို့ပါဟာအားကြောင့်ငါလည်းမပြောတာ အဲ့လိုလေဘယ်ဟုတ်ပါမလဲဟာငါနင်းကိုအတန်တန်တတိပေးထားတဲ့ဟာ ဒီကတမန်ကြီးစိတ်မဆိုးပါနဲ့ဟောဘာနဲ့လေသူကအဲ့လိုမိန်းကလေးလိုဝတ်တဲ့လူတွေကိုပဲသဘောကျနေတူရဲဟာငါမိန်းကလေးလိုဝတ်ကြည့်ရင်နော် မဆိုင်ပါဘူးတင်ရန်ရ ဟာမဆိုင်မိမဲ့လေငါပြင်ကြည့်ချင်လို့ပါဟာလောက်ပါငငေါ့ကိုပြင်ပေးပါဟာနော် အေးငါပြင်ဆိုရင်တော့ပြင်ပေးမယ်တကယ်ချင်း ဒါပေမဲ့ငါနင့်ကိုတစ်ခုပြောပြစရာရှိတယ်တကယ်ချင်း အချစ်ဆိုတဲ့အရာမှာယောက်ျားမိန်းမဆိုတာမရှိဘူးတကယ်ချင်း तू ကနင့်ကိုနင့်မို့လို့ကိုချစ်တာတကယ်ချင်း ဒီပါဟာနင်ကလည်းပြင်ပေးဆိုပြင်ပေးကြမှာညနေကျငါသူနဲ့တွေ့ကြရရှိရဟာနော်ပြင်ပေးနော် ပြင်ပေးမယ် အားကြောင့်ငါတကယ်ရင်ချက်ဟဲ့နေပါဦးငါလှရလားနင်ကလည်း ဟာလှလိုက်တာတကယ်အရန်လှတကယ်လှတာတကယ်ချင်း ခုံမြန်ဟုတ်လို့လားဟာငါ ဟုတ်တယ်အမလေးဒီပုံသားနင်ကြီးသားမြင်ကြည့်ပါလားအရန်ကိုလှတာတကယ်ချင်း တကယ်ကငါဆက်တော့ဆက်လာ ဟောရှက်မြင်လားနင်ကြီးသားတွေ့ရင်တကယ်ကြွေမှာလားတောင်းမယ် ဟုတ်ကျွန်တော်ရောက်ပြီ ဘယ်လိုဆိုလဲဝက်လာ ဒီလိုမြမပူဇော်ဝဲမလို့ဘယ်ကောင်းမြောက်ပြလိုက်တာမင်းကပတ်ဝန်းကျင်6လောက်ဝဲပေးပါမင်းမရှက်ဘူးလားမရှက်ပါဘူးကိုကကျွန်တော်လည်းတကယ်6ဖဲဟုတ်ဒီလိုရှက်ပေမဲ့ငါရှက်တယ်ကွာမင်းကိုချင်လို့သာငါခိုးတွဲနေငါပတ်ဝန်းကျင်လူကြီး6လို့ပြောခါမှာငါရှက်တယ်ကွာတော့ချင်ကိုစင်ကိုစားသွားလဲဟဲ့ဘာဖြစ်လာလဲတောင်းတော့ငါဦးစားသွားလဲလား ဟုတ်ပြီသွားနေမှာပြောလိုက်တယ်ဟဲ့နင်ကတကယ်ကိုဘယ်လိုပြောလိုက်တာသူ့မှာနင့်ကိုချစ်လုံးလို့ဒီလိုပုံစံဝက်လာတာ သူမောက်ချစ်တယ်ဆိုရင်ဒီလိုရှက်မရှိတဲ့လူပဲလို့လားစကားဟမ်ပတ်ဝဲကျင်ဆိုတာရှိတယ်ဘာသူမရှက်ပေမဲ့ငါရှက်တယ် နင့်မှာလည်းအဆက်ရှိရမှာသူ့မှာလည်းဆက်ဆိုတာရှိတယ်အေးဒီလိုဝက်လာရဲဆိုတာလည်းနင်များသူ့ကိုဒီလိုပုံစံလေးများမြင်ချင်မလားဆိုပြီးတော့နင့်ကိုချစ်တဲ့စိတ်နဲ့ဒီလိုဝက်လာတာသိလားပြီးတော့လေတကယ်ချစ်တယ်ဆိုတော့ဝင်းကျင်နေပါရဲ့ရစ်ဆိုင်စရာမလိုဘူးဒီခစ်ကြီးထဲမှာယောက်ျားလေးနှစ်ယောက်ချစ်တယ်ဆိုတော့ဆက်စရာလည်းမဟုတ်အေးအဲ့ဒီကိစ္စကိုစဉ်းစားပြီးတော့နင်သူ့နဲ့တွဲဖို့ဆုံးဖြတ်နောင်နဲ့ဖျားလူလိုက်ပူပါအောင်လား ဘာမအားသေးလို့ဟာငါကြီးတော့ရွှေရှင်တော်ချင်တာပဲရွှေရှင်တိုင်း ခွန်ဟောငါတက်သွားခြင်းလို့ငါစိတ်ကိုခဏထိန်းထားပြလို့ရလား ရတယ်လေတောင်းလေ ဖယ်ဖမ်းမကွာ နဲ့နေပါအောင်ဘာလို့အောင်လေးကိုမရလဲ တင်ခံစားမလို့ပါဗျာတင်ရန်တည့်တယ်မယ်လေရိုးအားလေးဆိုတော့ တပုတ်လို့ဆိုရင်အောင်ကြီးကတရင်ဘက်မှာရှိနေတာပဲလေကြောက်သားများလို့တွေ့ထူထားခဲ့ကိုရဲ့ပဲ